တခါကတောအုပ်တစ်ခုရဲ့အဆက်မှာမြောက်တွေကိုလာဖမ်းဆီးနေတဲ့မုတ်ဆိုတယောက်ရှိပါတယ်။တနေ့တော့မုတ်ဆိုကမြောက်ကိုအနာတရားမဖြစ်စေပဲဖမ်းမိဖို့အတွက်နီလန်းတစ်ခုကိုသုံးပါတယ်။မုတ်ဆိုကအုံသီးတစ်လုံးကိုယူပြီးအပေါက်ငယ်လေးတစ်ခုဖောက်လိုက်ပါတယ်။အုံသီးလေးကိုမြောက်တွေအရန်ကြိုက်တဲ့မြေပဲတွေကိုထည့်ထားလိုက်ပါတယ်။အဲ့ဒီအုံသီးကိုတစ်ပင်တစ်ပင်မှာခိုင်ခိုင်မြဲမြဲချီနှောင်ထားလိုက်ပါတယ်။မကြခင်မှာပဲမြောက်တစ်ကောင်ရောက်လာပါတယ်။အုံသီးထဲကမွှေးကြိုင်နေတဲ့မြေပဲနှံကိုရတော့မြောက်ဟာဝမ်းသာအားရနဲ့သူ့လက်ကိုအပေါက်ထဲနှိုက်ပြီးမြေပဲတွေကိုလက်တဆုပ်စာအပြေးဆုပ်ယူလိုက်ပါတယ်။ဒါပေမဲ့သူ့လက်ကိုပြန်ထုတ်ဖို့ကြိုးစားတဲ့အခါမြေပဲတွေကိုလက်တီးဆုပ်ထားတဲ့အတွက်လက်ကအပေါက်နဲ့တဆူပြီးထွက်မလာတော့ပါဘူး။မုတ်ဆိုးကအဲ့ဒီအပေါက်ကိုမြောက်ရဲ့လက်တစ်ဖက်ဖြန့်ပြီးထည့်ရင်တော့အသားလေးဝင်ပေမဲ့ဆုပ်ထားတဲ့အခြေအနေမှာတော့ပြန်ထုတ်လို့မရတဲ့အရွယ်အစားမျိုးအပေါက်ကိုဖောက်ထားတာပါ။မြောက်ဟာလက်ကိုပြန်ထုတ်ချင်ရင်လက်ထဲကမြေပဲတွေကိုလွှတ်ချလိုက်ရုံပါပဲ။ဒါပေမဲ့မြောက်ဟာသူ့လက်ထဲကမြေပဲတွေကိုလည်းမလွတ်ချင်လက်ကလည်းအုံသီးထဲကမထွက်ဖြစ်နေတဲ့အဲ့ချိန်မှာပဲမူဆိုးကရောက်လာပြီးမြောက်ကိုအလွယ်တကူဖမ်းမိသွားပါတော့တယ်။ပြောချင်တာကတော့အုံသီးဟာလောကကြီးပါအုံသီးထဲကမြေပဲတွေကတော့လောကကြီးထဲကလူတွေလိုချင်တက်မှတ်တဲ့ဆွဲလန်းမှုတွေပါ။မြောက်ဟာမြေပဲကိုလွတ်လိုက်ရင်လွယ်လေးလွတ်မြောက်ခွင့်ရရှိပေမဲ့အဲ့ဒီအရာလေးပေါ်ဆွဲလန်းလွန်းတဲ့အတွက်ကြောင့်ပဲသူ့ရဲ့ဘဝတစ်ခုလုံးကိုဆုံးရှုံးလိုက်ရပါတယ်။ကျွန်တော်တို့လူတွေလည်းတစ်ခါတလေမှအကျိုးမရှိတဲ့ခဏပျော်စေမဲ့အရက်တစ်ခွက်နဲ့မျောလင်းချက်ကိုလောင်းထားတဲ့လောင်းကစားတွေကိုမလိုအပ်ပဲကိုယ့်လက်နဲ့စုပ်ကင်ထားပြီးဆွဲလန်းမိကြလို့ကိုဒုက္ခတွင်းနဲ့ပြန်ပိတ်မိနေတတ်ကြတာပါ။လွတ်ချလိုက်ပါလွတ်ချမှုမရှိရင်လွတ်မြောက်မှုလည်းမရှိပါဘူးဗျာ။ကျွန်တော်ရဲ့ရှေ့ဆက်ရမယ့်ခြေလမ်းတိုင်းမှာခုဗီဒီယိုကြည့်နေသူရဲ့အကူအညီလိုအပ်ပါတယ်။အဲ့ဒါလေးတွေနှိပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ဗျာ။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်။ My take